ဦးစင်းရဲ့တစ်တော့အကောက်ထဲမှာရှိကြတယ်အလှဒိုင်ကမာများပေါင်းသူတော်ကောင်းတို့စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကွယ်တောင်းလုံးချဲတီပေါက်ချင်ကြတဲ့အလှဒိုင်ကမာများပေါင်းသူတော်ကောင်းတို့ဦးစင်းလေးရဲ့တစ်တော့အကောက်ကိုမြင်လိုက်တွေးလိုက်တာနဲ့အပေါင်းလေးတွေနှိပ်အသေးလေးတွေပေးကော်ပီလေးတွေယူပြီးတော့ရှယ်နိုင်တဲ့လောက်ရှယ်သွားကြပါကွယ်ကြံခဲ့တဲ့အဘက်ကထိုင်းနိုင်ငံဘန်ကောက်မြို့ကတကာကြီးနဲ့ပြန်လဲဆက်သွယ်ပေးလို့နှစ်ခုမှာပေါက်ရှိလိုက်တဲ့ဒကာဒကမတွေအားလုံးကကောမန့်မှာဝင်ရောက်ပြီးတော့မှန်ပြီးသွားကြပါကွယ်ဦးစင်းလေးကတော့ဒကာဒကမတွေအားလုံးကိုသုံးလုံးချဲတီပေါက်စီခြင်းနဲ့ဆန္ဒတစ်ခုကြောင့်သုံးလုံးချဲတီနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကွယ်ကြံခဲ့တဲ့ဘက်ကနှစ်ခုမှာမပေါက်လိုက်ရတဲ့ဒကာဒကမတွေအားလုံးပဲယခုဘက်မှာပေါက်ချင်ကြပါတယ်လူတန်းတွေပြုလုပ်ချင်ပါတယ်ဆိုရင်ဦးစင်းလေးရဲ့တစ်တော့အကောက်ကိုမြင်လိုက်တွေးလိုက်တာနဲ့ဖုံးတိုက်ရိုက်ခေါ်ဆိုကြပါကွယ်နော်တော့じゃနောက်ကျသွားရင်မရမှာဆိုလို့ဖုံးအမြန်ဆုံးတိုက်ရိုက်ခေါ်ဆိုလိုက်ကြပါကွယ်ဦးစီးကတော့တန်ဃာတော်တစ်ပါးဖြစ်ပါလျက်နဲ့တန်ဃာဝန်နဲ့မညွညွမှန်းလဲသိပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဒကာကြီးနဲ့ဆက်သွယ်ကောင်းကောင်းရရှိထားတာဖြစ်တဲ့အတွက်ကြောင့်အလို့ဒကာဒကမတွေအားလုံးကိုသုံးလုံးချဲတီပေါက်စီခြင်းနဲ့ဆန္ဒတစ်ခုကြောင့်ဗီဒီယိုဖိုင်လေးကိုဦးစင်းလေးအနေနဲ့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကွယ်နော်ပေါက်ချင်ကြတဲ့ဒကာဒကမတွေအလူတန်းလှုပ်ချင်ပါတယ်ဆိုတဲ့ဒကာဒကမတွေဦးစင်းလေးယခုဘက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကဒကာကြီးဦးစင်းလေးကိုပြန်လည်လှူဒန်းပေးခဲ့လို့နှစ်ခွန်ဆိုတဲ့ကဏ္ဍမှာပေါက်ရှိခဲ့လို့ဦးစင်းလေးရဲ့ကြောင်းတိုက်ကြီးကိုထပ်မံပြီးတော့စောင့်နိုင်နေရဖြစ်ပါတယ်အခုလိုမျိုးဦးစင်းလေးရဲ့လိုရာဆန္ဒတွေပြည့်တဲ့အနေမှာဒကာဒကမတွေအားလုံးပဲဦးစင်းလို့ပဲလှူခြင်းတန်းခြင်းပါတယ်အလောက်ကိုင်းကြီးအစင်မပြေလို့အစင်ပြေခြင်းပါတယ်သုံးလုံးချဲတီကိုပေါက်ချင်ကြပါတယ်ဆိုရင်ဒီကဏ္ဍကိုပေါက်ချင်ပါတယ်သုံးလုံးချဲတီထိုးခြင်းပါတယ်ဆိုတဲ့ဒကာဒကမတွေအားလုံးကဦးစင်းလေးရဲ့တစ်တော့အကောက်ကိုအပေါင်းလေးတွေနှိပ်အသေးလေးတွေပေးကော်ပီလေးယူရှယ်နိုင်တဲ့လောက်ရှယ်သွားပြီးတော့ဦးစင်းလေးရဲ့ဖုန်းကိုတိုက်ရိုက်ခေါ်ဆိုကြပါ